လန်းစရာကောင်းလို့နဲ့အသေးဆွဲကိုပြသသွားခဲ့တယ်သူအေကောင်စိတ်တက်ရှိသူအဲမွေမက်ဆော်လိုဝေးလက်တစ်လို့တော့ပြောရမလို့ပါပဲတော်လေးကိုအသေးဆွဲကောင်းပါလေဖြောပေးမှုပေးနိုင်ပြီးတော့ပရိသတ်ကိုမညာတတ်တဲ့ကစားမမျိုးလည်းဖြစ်ပါတယ်အာဗတ်ဂါဒန်နဲ့အဲမီတို့ပွဲက Fight of the Night ရော bonus ပါရတင်ခဲ့ကြတဲ့ပွဲမျိုးပါဇာမနှုတ်ဆုံးအခြေကုန်တဲ့တီကိုရေကုန်ရန်ကစားခဲ့ကြတာဖြစ်ပါတယ်အဲမီရဲ့တတိယတကယ် Warrior တယောက်မှရှိတဲ့ရဲမှုဖြစ်ပြီးတော့ဂျေဂျူးစရာမကုန်နိုင်အောင်ပါပဲတခါလေးတွေးမိတာမြန်မာဖိုက်တာအတွက်မြန်မာပရိသတ်အတွက်ပါစိတ်မကောင်းဖြစ်မိတာပါတကယ်ဆိုရင်မြန်မာဖိုက်တာတွေကဆင်းရဲတဲ့ဘွားကလာပြီးတော့ဘာမှမတိမတက်ရိုးသားကြတာများပါလေသူတို့တိတာကဂျိုးအိုင်းမော်ရောက်ရင်အားပေးနေတဲ့ပရိသတ်တွေအတွက်အဆန်းကုန်ပေးဆက်ကစားဖို့ပါပြဿနာခေတ်ဆက်မြန်မာပြည်ရဲ့နှိမ့်ကြလာမှုဖြစ်ပြီးတော့အဲ့ဒီဂျိုးဆက်ကိုဖိုက်တာတွေကအများကြီးခံနေရပါတယ်ဒီကြားတဲ့တလွဲစပင်ကောင်းပြီးတော့မြောက်ပေးနေသူတွေရှိတော့ရိုးသားတဲ့ဖိုက်တာတွေခင်ဗျာနားမလဲပါမလဲနဲ့ခံရတော့တာပါမြန်မာပရိသတ်တွေကြတော့လေတဖြည်းဖြည်းနဲ့ကဘာတိုက်ခိုက်အားကစားပြိုင်ပွဲတွေမှာကြီးစုသူများလာကြတဲ့အတွက်အမြင်တွေပွင့်လာခဲ့ကြပါတော့တယ်ဒီတော့ကိုကစားမအောင်အားမလို့အားမရဝေဖန်ကုန်ကြတာဖြစ်ပါတယ်ပြောပြမယ်ဗျာအခုမြန်မာဘောလုံးကိုကြည့်လိုက်နိုင်ရှုံရှုံပရိသတ်တွေစိတ်ကိုမဝင်စားတော့ပါဘူးစိတ်ဝင်စားတဲ့အတွက်ဘာမှလည်းဝေဖန်ထောက်ပြတိုင်းလည်းမလုပ်တော့ပါဘူးဒီဆင်းရတယ်မတက်နိုင်တော့ဘူးဆိုပြီးတော့ပဲလက်လျှော့ထားလိုက်ကြပါတယ်လက်ဝေးဖိုက်တာတွေကိုကြတော့ဖြစ်ထိုးစေခြင်းနေကြလို့ခုလိုမျိုးပြောနေကြတာဖြစ်ပါတယ်ဒါကြောင့်ကောင်းစေခြင်းလို့ဝေဖန်တဲ့ပရိသတ်တွေကိုဖိုက်တာအနေနဲ့အထင်မလွဲစေခြင်းမဟုတ်ဒါတွေကချစ်လို့ပြောနေကြဖြစ်ပြီးတော့လိုတာတဲ့ပိုပြောတဲ့သူတွေကိုကြတော့လေလစ်လူရှုလိုက်တာကောင်းဆုံးပါပဲနိုင်ရှုံရှုံကိုအားပေးတဲ့သူကလည်းပရိသတ်ဖြစ်တယ်လို့နိုင်မအားပေးတဲ့သူကလည်းပရိသတ်ပါပဲဘယ်ဘောလုံးအသင်းကမှပရိသတ်တွေကိုနိုင်မအားပေးမယ်ဆိုရင်လာအားမပေးကြနဲ့လို့မပြောပါဘူးဆိုတော့အမ်ဝီပွဲကြောင်းဆက်ပြောရရင်အမ်ဝီတော်တော်လေးကိုအထိနာခဲ့တဲ့ပွဲလိုပဲဆိုရမှာပါဂေါ်ဒန်ကအသက်16နှစ်ရွယ်သားရှိသေးပေမဲ့ RWS မှာရှုံးပွဲမရှိသလိုခြေသွက်လက်သွက်လည်းရှိပြီးတော့ပညာရောမာကုန်မှာကောင်းပါတယ်အမ်ဝီမလို့သာအခြေပြေးကစားသွားနိုင်တာဖြစ်ပြီးတော့ခြားကစားမရေးဆိုရင်ကြာသွားတော့ပါပြီအမ်ဝီကပွဲကြိုမှာပြောထားသလိုဘယ်ဝိုက်လက်သီးကိုပွဲသိမ်းမှုအသုံးပြုလာသလိုဘယ်အောက်ခြေခတ်ချက်တွေကိုလည်းအသုံးပြုလာခဲ့ပါတယ်ဇာလာကလေးကဖိုင်တာနှစ်ယောက်စလုံးဖွင့်ထိုးခဲ့ကြပြီးတော့ပွဲရလည်းမြိုင်ခဲ့ပါတယ်လက်သီးက3ချက်ချက်ဖြစ်နေပြီးတော့ဂေါ်ဒန်ကထီထီမိမိနဲ့လင်းမြန်မြန်ထိုးနိုင်ပါတယ်ပထမကြီးမှာဂေါ်ဒန်ကဒရောင်ရိုက်ချက်ထိပြီးတော့အဲမွေကွဲသွားခဲ့ပါတယ်ကြောင်ပေးလည်းထိုးခံပြီးတော့မာလို့သာမကြခဲ့တာပါပထမကြီးမှာအဲမွေတော်လေးကိုနှိမ့်ပါတယ်ဒါပေမဲ့နီးစနစ်ပိုင်းလည်းတော့ကွာပြီးတော့အဲမွေကန်လုံးဟန်ချက်ပြတ်တိုင်းဂေါ်ဒန်ထောက်လက်သီးကတန်းပြီးကိုဝင်လာတာပါဒူလာကြီးမှာတော့အဲမွေသွေးတန်ရဲဖြစ်နေပါပြီလှုပ်ရှားမှုတွေကလည်းနှေးကွေးလာပြီးတော့ခံဘက်ကကြီးပဲဖြစ်နေတာပါဂေါ်ဒန်ကလည်းအဲမွေကပွဲသိမ်းကျင်နေပါတယ်ဒါပေမဲ့အဲမွေရဲ့လက်သီးပါဝါစွတ်ဝင်လိုက်ရင်သူပြန်ကျသွားနိုင်တာဖြစ်ပါတယ်တောက်ချောင်းနှိမ့်လာတဲ့အဲမွေတယောက်တတိယချီမှာတော့လဲထိုးနိုင်မလားစူးစမ်းလာပါတယ်ဂေါ်ဒန်လည်းတက်လုံးကျလာပါပြီသူကလည်းအတော်မာတဲ့ကစားမမျိုးဖြစ်ပါတယ်အဲမွေရဲ့အသေးဆွဲကလည်းအန်ဟောစရာကောင်းခဲ့ပြီးတော့ပွဲရှုံးမိမဲ့စိတ်ဓာတ်မရှုံးခဲ့သူဖြစ်ပါတယ်သွေးလင်းထက်နဲ့ Rocky တို့ရဲ့ပွဲကလည်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ် Rocky ကသွေးလင်းထက်ပတ်လက်သီးနှစ်ခါမိပြီးတော့အမတ်စိန်နှစ်ခါရီခံခဲ့ရပါတယ်မတ်စိန်ရီခံတိုင်းပိုပိုကျန်းလာ Rocky ကလည်းသွေးလင်းထက်အတွက်ရင်ဆိုင်ခတ်ခဲခဲ့ပါတယ် Rocky ရဲ့အပိုင်ထိုးချက်တွေသွေးလင်းထက်ခံခဲ့ရပါတယ်သွေးလင်းထက်ကအကွက်ပူဆုံလာပါတယ်ထိုင်းတန်နိုင်ခဲ့တာပါအလဲထိုးပွဲလေးဖြစ်မသွားတာပဲနှမျောမိပါတယ်ရိုးအလက်ဝေးကမြန်မာဖိုက်တာတွေအကြောက်ဆုံးကဖူးဝက်ကောင်းပြီးတော့ငြိမ်ငြိမ်မနေနိုင်တဲ့သူဆိုရင်လောက်တော့မလောက်ပါဘူးဝမ်ချန်ပီယံရှစ်ဝေးတန်းအားလုံးမှာမြန်မာတွေချန်ပီယံဖြစ်သွားနိုင်ပါတယ်အဲမွေနေနဲ့နိုင်လက်ရှုံးလက်ဖြစ်နေမယ်သူရဲ့အသေးဆွဲကတော့ချက်ရီစိတ်ကြဖြစ်နေမှာလို့ပွဲတွေဆက်ရနေအောင်မှာပါအခုတည်းပို့ပြီးတော့ကောင်းအောင်တော့လှုပ်လာနိုင်မှုလိုမှာပါဘာဖြစ်ဖြစ်ပါအဲမွေရဲ့အသေးဆွဲကလက်ဖျားခါစားတကယ်ကိုကောင်းပါလိမ့်